ကျွန်တော်မိမဒေါ်ဖြူကတော့ဇက်ပွဲဆို तू အရှေ့ဆုံးပါပဲမင်းသားကိုလည်းရှေ့အန်းတာဗျာမောင်တော်နှလုံးသားတွေကွဲရချီရဲ့ကွဲရချီရဲ့မနှင်းညပါဗျာပွဲကတာကြည့်ရင်မင်းသားမျက်ရည်ကျတာကိုတနာလို့ဆိုပြီးအန်းတာများဗျာတရားလွန်နေကျွန်တော်ဆို KB message တွေကြောင့်ညောင်မအိပ်ရပါဘူးဗျာကျုပ်ချွေးနီးစာတွေကိုလုံကျက်တယ်မိမပြန်လာမှတွေ့ဦးမယ်အမေဒီငါစပွဲကမင်းသားကိုစမြုံပြန်လာနေတာများဗျဖြစ်နေတဲ့ရုပ်ကိုကြည့်ကြပါဦးဗျာတွေ့တာနဲ့ကျွန်တော်တို့နှစ်ယောက်နှုံချိန်ပလီးကြလေတည်းပေါ့ဗျာဖေးရမလဲဒီမိမကိုကောက်ကောက်ဆုံးပါဖို့ကျုပ်ကလည်း online ကမင်းသမီးကို9000အန်းထားကြောင်းလည်းပြောပြလိုက်ရောဟိုးပေပြောကောင်းမလဲကျွန်တော်ပြေးနေရပြီပေါ့ဗျာကြိတ်ကြပါအောင်ဗျာ